တာချီလေးနေရပူကျက်နေရပဲဟိမ်းမျိုးကတော့အလောကနေပြန်ရအောင်ချင်းဟင်းအိုထဲမှာဘာကြံသေးလဲဆိုတာကိုအရင်ရှာကြည့်ပါတယ်ခင်ဗျာပြန်ရအောင်ဒီမှာအိမ်မှာစားစရာမရှိတော့တဲ့အတွက် Facebook application နဲ့ပြီးတော့မုတ်လေးတွေမှာစားမယ်ပေါ့နော်နေရလေတော်တော်ပူတာဆိုတော့အပြင်ပြန်ထွက်မှာပြင်းနေပါတယ် application ထဲမှာဆိုလို့ရှိရင်တာချီလေးကဆိုင်တော်တော်များများရှိပါတယ်ရွေးချက်တွေကဆရာဆိုင်တွေ menu တွေတော်တော်လေးကိုများပါတယ်တာချီလေးမျိုးစုမျိုးသားတွေအတွက်တော်တော်လေးကိုအဆင်ပြေတဲ့ application တစ်ခုဖြစ်ပါတယ်အရင်တော့ download ဆွဲထားတဲ့ Facebook application တွေကို download ဆွဲထားတဲ့သူတွေအတွက်ကတော့ဖုန်းနံပါတ်ရဲ့ Gmail ရဲ့ဖြည့်ပေးရပါတယ်ခင်ဗျာကျွန်တော်ကတော့ဝင်ထားပြီဆိုတော့ဒါဖြည့်ပေးစရာမလိုတော့ဘူးကိုစားရတဲ့ဆိုင်ကိုဒီထဲမှာရှာလိုက်ရုံပါပဲကျွန်တော်ကတော့မိုစီမာလာဟောက်ကားနေပြီးတော့မာလာမောက်ချိုက်လေးဝယ်စားပြခဲ့ပါတယ်ခင်ဗျာဒီဇိုင်းရမာလာမောက်ချလေးကမာလာအရသာလည်းအရင်မပြင်းဘူးကျွန်တော်မြန်မာဗဇက်နဲ့ဆိုရင်ကွက်တီပဲတော်တော်လေးကိုအဆင်ပြေပါတယ်ကိုစားခြင်းတဲ့ menu ကိုရွေးပြီးတော့ဖိုင်ကိုနှိပ်ပြီးတော့ add to cart ကိုထည့်ပြီးတော့ order တင်လိုက်ရင်ရပါပြီခင်ဗျာအခုဒီထဲမှာဆိုလို့ရှိရင်ကိုကြားသိတဲ့ menu ရဲ့ဟင်းပွဲရဲ့တန်ဖိုးရဲ့ပြီးွားရင် delivery fee ရဲ့တစ်ခါလေးပြပေးထားပါတယ်ဆိုတော့ Facebook ရဲ့ delivery လည်းရောက်နေပြီဆိုတော့မုတ်လေးကိုဆင်းယူလိုက်ပါအောင်မယ်ခင်ဗျာorder တင်တာရဲ့ order confirm ဖြစ်တာရဲ့ဆိုရင်ဂျားထဲမှာကြာချိန်20မိနစ်20လောက်ပဲရှိပါတယ်ဆိုတော့ဒီ Facebook ကတော်တော်လေးကိုအဆင်ပြေတဲ့ software တစ်ခုလို့ပြောလို့ရမယ်ကျွန်တော်တို့ touch လေးမျိုးသူမျိုးသားတွေအတွက်ဆိုလို့ရှိရင်ဖုန်းထဲကနေပြီးတော့ပဲစားကြရတယ်မှာစားလို့ရပါမှာပဲဖြစ်ပါတယ်ခင်ဗျာဒီကတော့အေးလေးပါ PC လေးမှာထားဖြစ်ပါတယ်အာလူမလာလေးမှာစားထားဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့မာလာမောက်ချိုက်လေးဖြစ်ပါတယ်ခင်ဗျာအားလုံးပဲစားကြပါအောင်ခင်ဗျာတာချီလေးမှနေရဆိုရင်တော့ဖုန်းထဲကနေပဲစားစရာတွေမှာစားလို့ရတဲ့ Facebook application လေးရှိပြီးတော့လိုမယ်နော်ဆိုတော့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတော့ကျေးဇူးများတင်ပါတယ်ခင်ဗျာအခုဗီဒီယိုလေးကိုလည်း like and share လုပ်ပြီးတော့ကျွန်တော်ကိုကူညီပေးပါအောင်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆောင်လို့ရအောင်လို့ကျွန်တော်ရဲ့ Facebook TikTok YouTube channel တို့လည်း like and follow လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲတတ်တာ